နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပင်လယ်ရေကြောင်းခရီးနဲ့တရားမဝင်မလေးရှားနိုင်ငံကိုခရီးသွားသူ283ဦးကိုမြန်မာနေဆက်အနားမှာဘင်္ဂလားဒေ့ရှ်ရေတပ်ကဖမ်းဆီးလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ပြည်သူ့ဆက်ဆံရေးဌာန ISPR ကမနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောကရှုဝက်သတင်းတွေအရဇန်နဝါရီလ3ရက်နေ့ကနမြဝါကစိတ်မာတင်ကျွန်းနဲ့ကလျက်ရှိတဲ့ပင်လယ်ဒေသမှာလိုက်လံစူးစမ်းမှုတွေပြုလုပ်နေချိန်စက်တပ်တစ်သားလှေတစည်းနဲ့အတူလူမောင်ခိုသမား10ဦးအပါအဝင်လူ283ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်ကနဦးစစ်စင်မှုအရဖမ်းဆီးခံရသူတွေဟာမလေးရှားကိုတရားမဝင်သွားရောက်ကြမဲ့သူတွေဖြစ်တယ်လို့ဆိုထားပါရယ် ISPR ရဲ့ထုတ်ပြန်ချက်မှာဖမ်းမိသူတွေရဲ့နိုင်ငံသားလူမျိုးနေရလိပ်စာတွေကိုဖော်ပြမထားသလိုဒီသတင်းကိုဖော်ပြခဲ့တဲ့ The Daily Star မှလည်းဖော်ပြထားခြင်းမရှိပါဘူးရှင်